Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဝေထားဘောက်ကနေမှာထားတဲ့ပါဆယ်လေးရောက်တယ်ပစ္စည်းလေးတွေကဘာတွေမှာထားလဲဆိုတော့တိတိတော်တော်ပူစီလေးတွေမှာထားတယ်အဲ့တော့ဝေနဲ့တူ unboxing လေးလုပ်ကြည့်ရအောင်ဒါလေးဖောက်ကြည့်မယ်နော်ဒါလေးကဝေမှာထားတဲ့မှန်လေးပါတွင်းထဲမှာဒီလိုပုံစံလေးပါတယ်။ဒီရလူမျိုးလေးချစ်လို့ဒီလိုပြူပြူလေးနဲ့အဲ့လိုချစ်လို့ဒါပါရီတော့ blade ကိုဘာတွေမှာထားလဲအောင်မမှတ်မိဘီးလေးဒါဒီလိုကြီးဆောင်အိတ်ထဲထည့်ရင်စင်ပြအောင်လို့ဒါလေးကမျက်နှာတိတဲ့အခါစက်ပြထည့်ပြီးတုံးတယ်ဒါလေးကဘာလေးလို့ထင်လဲဒါလေးဒီကကြည့်ဒီချိတ်ကိုလက်တံလေးနဲ့ကုတ်တံလေးနဲ့ဒီဟာဒါနှာခေါင်းမွေးနှုတ်တဲ့ဟာတိလားနှာခေါင်းထဲကိုထည့်ပြီးတော့နှာခေါင်းမွေးလေးဆွဲနှုတ်လို့ရတယ်ပြီးရင်ဒီဘက်ဟာနှာပါကြီးကလော်လို့ရတယ်အဲ့လေးကိုဝယ်ထားတယ်ဒါလေးကလေကလီဖို့ပန်းရောင်လေးပါလေးလို့ထင်တယ်တာသူကသပင်ကိုလှုပ်လို့ရတဲ့ဟာပေါ့နော်ဒီမှာအတိုးလျှော့လေးလည်းပါတယ်ဒါဆိုရင် blade ကအတိုးရမယ်ဒါဆို blade ကယော့ပါမယ်blade ကိုလည်းအတိုးလျှော့လေးလုပ်လို့ရတယ်ပေါ့နော်သပင်လေးတွေကိုဒီလိုခုတ်လို့ရအောင်အခုတော့ဒီမှာပါလိုက်ဒီမှာလေမသပင်လေးပါတယ်သပင်လေးတွေခုတ်မယ်ပေါ့နော်အဲ့လေးကိုဝယ်ထားတာတင်းဒါလေးကိုနောက်မှစမ်းသုံးကြည့်နာမည်ကြီးနေရဲ့ဘီ online မှာနာမည်ကြီးနေရဲ့ဘီဒီဥယျာဉ်ပြားကိုဖြီးလို့ရှိရင်ဥယျာဉ်ပြားထဲမှာရှိတဲ့ဝါတွေထွက်လာတယ်ဆိုတော့ဘီမှားထားတယ်နှစ်ချောင်းဖြီးကြည့်အောင်ပါရှိဒါတော့အခုတော့အကောင်းလျှော်ထားလို့လားမသိဘူးဘာမှမရှိဘူးဖြီးကြည့်မယ်ကွာထွက်လာစမ်းထွက်လာအဲ့လေနှစ်ချောင်းစမ်းတော့ပို့ဝယ်ထားပါတယ်တစ်ချောင်းကယောက်ျားတက်တစ်ချောင်းကတူတက် final one ဒါလေညခုံးမွေးရိတ်တဲ့ဟာ25ချောင်းပါတယ်အဲ့ဒါကိုမှားလိုက်တယ်25ချောင်းကြီးတောင်ဘာလို့ဖို့လဲလို့တော့ဒီတန်လို့ဝယ်လိုက်တာရှက်ဒါလေးကညခုံးမွေးရိတ်ဖို့ okay that's all ဘာကျန်တော့ပါဦးရှင်ဒီနေ့ကတော့ဒါပါပဲအလုံးတတ်